အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကြက်ချီတော့ဂျူးမြင့်မာလာလုံနီးလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ထုံထုံဆက်ဆက်မာလာရတာလေးရဲ့ဂျူးမြင့်ရဲ့ခြူတဲ့ရတာလေးရဲ့ရောဆက်ထားပြီးတော့ထုတ်လေးနဲ့ရမ်းစားလို့ကောင်းပါတယ်ရှင်အရင်ဦးဆုံးကြက်ချီတော့လေးတွေကိုကြက်သွန်နီကြက်သွန်ဖြူဂျင်းစပလင်ရှောက်ရွက်နဲ့ဝါကြောက်မုတ်အနှဲငယ်ထည့်ပြီးနူးဣနေအောင်ပြုတ်လိုက်ပါမယ်ဂျူးမြစ်ကိုရေသေးချာဆေးပြီးအိုးထဲမှာစီအနှဲငယ်လူပြီးတော့လှော်ပါမယ်နောက်ထပ်ကြက်သွန်ပြူနဲ့ငရုတ်သီးကိုလည်းအိုးထဲစီအနှဲငယ်လူပြီးတော့မှလှော်ပြီးတော့ထောင်းထားပါမယ်သုံးမဲ့စလုံးတစ်လုံးထဲမှာဂျူးမြစ်ကြက်ချီတော့နဲ့မာလာအနှစ်တို့ကိုထည့်ပြီးတော့မှရောနယ်ပါမယ်မာလာအနှစ်ချက်နီးလေးကိုလည်းနောက်ထပ်ဗီဒီယိုမှာတင်ပေးပါမယ်ရှင်ကြက်သားမုတ်အနှဲငယ်ထောင်းထားတဲ့ကြက်သွန်ပြူနဲ့ငရုတ်သီးကိုလည်းထည့်ပြီးနေခဲ့ပါတယ်အဆက်ကြိုက်တဲ့သူတွေအတွက်ငရုတ်သီးကြော်တောင်းလေးထည့်လို့ရပါတယ်အထုံအဆက်လေးကြိုက်လို့မာလာရှမ်းကောအနှစ်ကိုလည်းထည့်ခဲ့ပါတယ်တကြားအနှင်းငယ်ထည့်ပါမယ်ရှင်အားလုံးကိုတမအောင်နေပြီးသွားရင်တော့ရောင်းနှန်းဝင်ကြက်ချီတော့ဂျူးမြင့်မာလာတုပ်လေးရပါပြီရှင်အရန်စားကောင်းလို့လှုပ်ရှားကြည့်ကြပါနော်ကျေးဇူးတင်ပါတယ်ရှင်